အပြိုပေါ်ဝင်ခါစားအရွယ်မှာဓမ္မတာသွေးမပေါ်တာဘာကြောင့်လဲအားလုံးပဲမင်္ဂလာပါရှန်တီဗီတိုင်းစီတိုင်း page ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့မြန်မာတိုင်းစီဆရာဆိုင်းကျော့စစ်ဦးပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာပြောပြပေးရမယ့်အကြောင်းအရာလေးကတော့အပြိုပေါ်ဝင်ခါစားအရွယ်မှာဓမ္မတာသွေးမပေါ်တာဘာကြောင့်လဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်အပြိုပေါ်ဝင်ခါစားအရွယ်မှာဓမ္မတာသွေးမပေါ်တာကိုသွေးအားနည်းပြီးတော့ဓမ္မတာသွေးမပေါ်တာရယ်သွေးအားရှိတဲ့ဓမ္မတာသွေးမပေါ်ခြင်းဆိုပြီးတော့နှမျိုးခွဲခြားနိုင်ပါတယ်ရှေ့ဗီဒီယိုမှာတော့သွေးအားနည်းပြီးတော့ဓမ္မတာသွေးမပေါ်ခြင်းအကြောင်းအရာကိုတင်ဆက်ပေးခဲ့ပြီးပါပြီဒီဗီဒီယိုမှာတော့သွေးအားရှိတဲ့ဓမ္မတာသွေးမပေါ်ခြင်းဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်အချို့အမျိုးသမီးငယ်တွေဟာဘဝဖြူဖြူဆူဆူပြပြနဲ့သွေးအားရှိပါလျက်နဲ့ဓမ္မတာသွေးစတင်ပေါ်ရမယ်အသက်အရွယ်ပိုင်းခြားရောက်နေပြီမဲ့လည်းမိရက်တွေမပေါ်ပဲဖြစ်နေတတ်ပါတယ်သွေးအားရှိတဲ့ဓမ္မတာသွေးမပေါ်ခြင်းကိုလေ့လာကြည့်မယ်ဆိုရင်ခန္ဓာကိုယ်ချို့ရမှုကြောင့်မိရက်တွေမပေါ်တာရဲ့ဓာတ်လေပါမညီမျှမှုကြောင့်မိရက်တွေမမှန်တာဆိုပြီးတော့နှမျိုးကွဲပြားတာကိုတွေ့ရပါတယ်ခန္ဓာကိုယ်ချို့ရမှုကြောင့်မိရက်တွေမပေါ်တာအချို့အမျိုးသမီးတွေဟာမမျိုးပွားအင်္ဂါနဲ့သက်ဆိုင်တဲ့ချို့ရင်ချက်တစ်စုံတရာကြောင့်သွေးအားရှိပါလျက်နဲ့ဓမ္မတာသွေးမပေါ်တာဖြစ်တတ်ပါတယ်ဥမာအဖြစ်ဆိုရင်တအိမ်မှာအပေါက်မပါတာတအိမ်မပါတာတအိမ်ထုတ်ထားတာတာမွေးလန်းကြောင်းမပါတာတွေဒါမှမဟုတ်အပြိုမြေကညာမြေပိတ်နေတာတွေတာဦးအိမ်မူမမှန်တာတို့ကြောင့်ဖြစ်တတ်ပါတယ်ခန္ဓာကိုယ်ချွတ်ရမှုကြောင့်ဓမ္မတာသွေးမပေါ်တာကိုတော့မြမတိုင်းစေပညာနဲ့ကုသလို့မရပါဘူးဓာတ်လေပါမညီမျှမှုကြောင့်မိရက်သွေးမပေါ်ခြင်းချို့အမျိုးသမီးငယ်တွေဟာမမျိုးပွားအင်္ဂါနဲ့သက်ဆိုင်တဲ့ချို့ရင်ချက်တစ်စုံတရာမရှိပေမဲ့လည်းပင်လယ်ကူးအရက်မှာသွေးမပေါ်ရခြင်းဟာဓာတ်လေပါမညီမျှမှုကြောင့်ဖြစ်ပါတယ်ဒါဆိုဘာကြောင့်ဖြစ်တတ်တယ်လဲအေးချိုစိမ့်ဖန်အရသာရှိတဲ့ဆေးအစတွေကိုစားတောက်မှုလွန်ခဲ့တာတနည်းအားဖြင့်ဆိုရင်သွေးချုပ်လေချုပ်စေတဲ့ဆေးအစတွေကိုစားတောက်မှုလွန်ခဲ့တာတွေအလွန်အေးတဲ့ရာသီဥတုနဲ့ကြုံကြိုက်တာတွေပြင်းထန်စွာထိတ်လန့်တုန်လှုပ်မှုတွေဖြစ်တာတွေကြေကွဲဝဲနဲ့ဖွဲ့ရများနဲ့ကြုံတွေ့ရတာတွေရာသီပန်းပွင့်ခြင်းကိုရှက်ကြောက်ရွံ့ရှာပြီးတော့စိတ်ကိုချုပ်တီးစေခြင်းစတဲ့အကြောင်းအရာတွေအကြောင်းသွေးအားရှိပါလျက်နဲ့ဓမ္မတာသွေးမပေါ်ခြင်းဖြစ်တတ်ပါတယ်အယိုးရှင်းဆုံးဥပမာနဲ့ရှင်းပြရမယ်ဆိုရင်ရေပိုက်ထဲမှာရေရှိနေတယ်ဆိုပါစို့ဒါပေမဲ့ဖိအားမရှိဘူးစီးဆင်းအားမရှိဘူးဆိုရင်ရေကရေပိုက်ထဲမှာပဲတုံနေပြီးတော့အပြင်ကိုမထွက်နိုင်ပါဘူးခန္ဓာကိုယ်မှာလည်းအဲ့လိုပါပဲအာဘော်ဓာတ်တွေများနေပြီးတော့ဝါယောဓာတ်အားနေနေရင်သွေးစီးဆင်းမှုမကောင်းတော့ဘဲနဲ့သွေးမပေါ်တာဖြစ်တတ်ပါတယ်ဒါလို့ဆိုရင်အမျိုးသမီးတွေဘဝဖြစ်ပြဆူဆူပြပြနဲ့သွေးအားရှိပါလျက်နဲ့ဓမ္မတာသွေးမပေါ်တာဘာကြောင့်လဲဆိုတဲ့အကြောင်းအရာကိုနားလည်လောက်ပြီးတော့ယုံကြည်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ